ဒါကတော့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Wooper application ဖြစ်ပါတယ်မြန်မာစာလုံးပေါင်းကိုစမ်းသပ်အသုံးပြုလိုပါကမြန်မာရိုမန်တွင်ရှာဖွေအသုံးပြုရမှာဖြစ်ပြီးပါဠိစစ်စစ်စာလုံးပေါင်းကိုအသုံးပြုလိုပါကပါဠိရိုမန်ကဏ္ဍတွင်အသုံးပြုရမည်ဖြစ်ပါသည်မြန်မာ Romanization စနစ်ဆိုတာမြန်မာအမည်များနှင့်ပါဠိအမည်များကိုရိုမန်အခရာဖြင့်ပြောင်းလဲရေးသားသည့်အခရာဖလှယ်နည်းစနစ်ဖြစ်ပါသည်အတန်တူတရားတစ်လုံးစီယူသည့်စနစ်အရမြန်မာတရက်တန်50တန်ရှိသောစကားလုံးများဖြစ်ပြီးထိုစကားလုံးများကိုရိုမန်အခရာဖြင့်ဖလှယ်ထားပုံကိုဖော်ပြထားခြင်းဖြစ်ပါသည်မြန်မာ Romanization စနစ်ကိုပြုစုဆောင်ရွက်ရာတွင်မြန်မာရိုမန်အခရာဖလှယ်ခြင်းကဏ္ဍအတွက်နှုတ်ပြောမြန်မာတက်တာမောင်ခင်မင်းဒနုဖြူမြန်မာတက်တာမြန်မာစာအဖွဲ့မြန်မာအင်္ဂလိပ်အဘိဓမ္မာ2019ပဋ္ဌာန်းပါဠိပဋ္ဌာန်းတွေတို့တွင်သတ်မှတ်ထားသည့်မြန်မာပြည်တရားအခရာဖလှယ်နည်းစနစ်များနှင့်အများလက်ခံသုံးနှုန်းလျက်ရှိသည့်နာမည်စာလုံးပေါင်းများကိုအခြေခံကိုးကား၍အတန်ထွက်အနည်းဆက်ဆုံးဖြင့်အရေးကွဲပြားသည့်ရိုမန်အခရာဖလှယ်မှုစနစ်ဖြစ်စေရန်ဆောင်ရွက်ထားရှိပါသည်ပါဠိအမည်များကိုရိုမန်အခရာဖလှယ်ခြင်းကဏ္ဍအတွက်စထသင်္ကာယနာတင်ပိဋကတ်3ပုံပါဠိကျမ်းစာအုပ်များအပါအဝင်ဖြစ်သည့်ပဋ္ဌာန်းပါ